တထေးဆိုတာတကယ်ကျွမ်းတဲ့လူကိုခိုင်းကျင်တာမဟုတ်ဘူးလားကျွမ်းတဲ့လူဆိုရင်တထေးလက်မလွတ်တော့ဘူးနော်ဦးစင်42နှစ်လောက်စားတာအဲ့ဒါဦးစင်တော့ဒီလေမုန်းတာအမြင်ကတ်တာဦးစင်ကဥမာကွာလောက်ခိုင်းဘာဖြစ်လို့လောက်ရတာဟိုလိုလောက်ဒီလိုလောက်ရင်မရဘူးလားဘယ်ကြိုက်မလဲနော်ဆိုလိုတာကတော့ကွာဦးစင်စပြီးဟိုအတိုက်ခံဖြစ်တယ်ဦးစင်ကိုဗရင်မောင်းလာဒီလိုလောက်ခိုင်းတာဘာလို့တာလဲဒါလွမ်းတာဗျာတဲ့ခင်ဗျားကိုဘယ်သူကပြောလဲဗရင်ပေါင်းမှလာပြီးဒီလိုထောက်တာလွမ်းတယ်လို့ဟုတ်ပြီကိုကျော်ကဘယ်လိုလွမ်းကျင်လဲကျုပ်ကငရုတ်သီးထောင်းပြီးလွမ်းကျင်တယ်ကဲကိုရမ်းချစ်တယ်ဆိုတဲ့မိန်းမတယောက်ကိုငရုတ်သီးထောင်းတဲ့အချိန်မှာတတိမရနိုင်ဘူးလားဟမ်ကဲပြောကြည့်လေအဲ့ဒီရလိုက်တဲ့အတွက်ကြောင့်ဒီမှာအချက်ကမှားပြီးတော့ငရုတ်သီးဘက်ကမျက်စိတွေဝင်သွားတယ်ဝင်သွားလိုက်တာနဲ့ဒါရိုက်တာမသိတဲ့စကားတခွန်းပေါ့မျက်စိဆက်သွားပြီမင်းငါအပေါ်မှာလွှမ်းမိုးလိုက်လားကွာဆိုနာမည်ကြီးသွားသူများကိုတင်တဲ့စကားတွေမဟုတ်တော့ဘူးဦးတွေကြီးပဲအဲ့ဈေးကြီးသွားတာတပြေးပြေးနဲ့ခင်ဗျားတို့မှရွေးချယ်ခွင့်ရှိတယ်ခုဒီတိုင်းသွားနေတာနဲ့မရက်နဲ့တော့တချို့လူတွေမှာအဲ့ဒီအတွေးခေါ်ရှိတယ်သူကဒီနှစ်လာမင်းခင်ဗျားပါလေမန်နေဂျာနောက်တစ်နှစ်ကျ